နေတဲ့ຫນွေလေးယူလေးရဲ့ကြည်စဲနေတဲ့ပင်အိုထက်စီကနေလွမ်းအောင်ကူချွဲအိုအိုးတန်လေးညကြတဲ့ဒီအချိန်တွေစောတို့ရဲ့အညာကချောက်သွေးလွန်နေပြိုကိုယ်စိတ်ကူတွေအတိတ်ကိုပြန်ပြီးရောက်နေသလိုပြိုပြိုချစ်စိုးလေးရဲ့ရည်တန်းချိုချိုပြန်လဲကြရောက်မိတယ်ကိုရင်ခွင်နဲ့ပြန်ခဲ့ပါကန်းလင်းလို့ချိုဘယ်စီပဲဝဲရောက်လို့နေလဲကိုရဲ့ချစ်သူပြိုမလာတော့ဘူးလားခွေရင်တွေပူလို့လာတဲ့လေဘူးတွေကတိုက်တဲ့ရွာဝင်လန်းကလေးကိုမျောကမိုင်ငေးရင်ခွေဘိုးပြပြရဲ့ဘလို့ဝေးကြွေးကိုတော့စမကုန်နဲ့